karate ပညာရှင်အားလုံးလက်ခုပ်တွေဖိတ်ခေါ်ကြရအောင် talent show karate show ကိုကျွန်တော်ရှုစားကြမှာဖြစ်ပါတယ်အားလုံးလက်ခုပ်တွေဖိတ်ခေါ်ပေးကြပါ